အားလုံးပဲမင်္ဂလာပါဗီဇာ support channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်မနေ့ကလည်းမိတ်ဆွေတို့လမ်းခဲ့ကြမယ်လို့ယုံကြည်ပါတယ်5 star အပြည့်အောင်3 star 5ပွဲမှာနောက်ပွဲအပြည့်အောင်2ပွဲအပြည့်ကြတပွဲပြားဆုံးပလက်ထွက်ခဲ့ပါတယ်ဒီနေ့အတွက်လည်းအကောင်းဆုံးစ조사ထားပါတယ်ဒီနေ့ပွဲတွေစစ်ကြည့်လိုက်ကြရအောင်ပထမဆုံးအနေနဲ့3 star ပွဲစဉ်တပွဲအဖြစ်ညနေ10နာရီခွဲမှာကံမဲ့ပိုလန်လိတ်ကစတဲမိုင်လက်ပေါ်ဒီကိုရွေးချယ်ထားပါတယ်ဒုတိယမြောက်3 star ပွဲစဉ်အဖြစ်ည10နာရီခွဲမှာဘဲကန်မဲ့နော်ဝေလိမ့်မှဗရန်ဘော်ဒီနဲ့ဖြတ်တန်းချင်ပါတယ်တတိယမြောက်3 star အနေနဲ့ကတော့ည10တခွဲမှာကန်မဲ့ဖင်လန်လိတ်က FC ဟာက6ဘော်4ကိုရွေးချယ်ပေးထားပါတယ်ဆက်လက်ပြီးယနေ့အတွက်အကြိုက်ဆုံး5 star အထူးပွဲအနေနဲ့မနက်တနာရီ15မှာကန်မဲ့အိုင်ယာလန်ပရီးမီးယားလိဂ်မှဒရော့ဟီတာ6ဘော်ကိုအရေးစွန်ပြီးရွေးချယ်ထားပါတယ်စပယ်ရှယ်မောင်းအနေနဲ့ကတော့ဒရော့ဟီတာ6ဘော်FC ဟာက6ဘော်ဘယန်ဘော်ဒီစတဲမိုင်လက်ဘော်ဒီတို့ပဲဖြစ်ကြပါတယ်မနေ့ကထက်အကောင်းဆုံးတွေဖြစ်အောင်ရွေးချယ်ပေးသွားနိုင်ဖို့စ조사လဲပါအားလုံးပဲအသက်ရှူတိုင်းငွေတွေဝင်ကြပါစေနောက်ရက်တွေမှာလည်းရွေးချယ်မှုတွေကိုမြင်ရအောင်စက်ခိုက်လေးလှုပ်သွားပေးကြပါအောင်